ဝဲချစ်ကကိုင်းဘာတချင်းတောင်းလို့တော့ပြီးခဲ့တဲ့လူကလူမကြီးတော်ထေးရကျွန်တော်တောင်းတာဘာတောင်းတာချစ်တော်ဒုက္ခဝရီဩနားစင်ပါဗျာကိုဝဲချစ်ဒုက္ခရောက်နေပြီတဲ့ကြကြပါအောင်ကြကြပါအောင်လက်ကကျူးကြီးနဲ့ဆိုရင်မယ်နော်အဲ့ဒါကြီးမဆိုပါနဲ့ကွာမိဘနဲ့ပတ်သက်တာလေးတွေဆိုသားမှာဟုတ်ကဲ့အဲ့ဒါမိဘနဲ့ပတ်သက်တာဆိုပြီးမယ်နော်ခေတ္တချင်းတော့တော်ကြိုက်တယ်ကောမိဘနဲ့ပတ်သက်တာဆိုခေတ္တပြီးမယ်ချင်းမကြိုက်ပါဘူးလို့ဒီပါဇက်ကပြောထားတာကြီးခေတ္တချင်းမကြိုက်ဘူးတဲ့ဆိုမဆိုမမအေးတို့ဘာလို့မမအေးရေးပြီးတော့ဟိုကောင်ဆိုထားတာလေတို့မမအေးရေးပြီးဥတုမင်္ဂလာဆိုထားတဲ့တချင်းသဘောပါလားဟိအဲ့တော့မိဘနဲ့ပတ်သက်တာဆိုရင်ဒါလေးတွေတို့ညမတွေလည်းရှိလို့ပါဒါတိုင်းနောက်ကလည်းခရီးပန်းတချင်းတောင်းထားတယ်ဗျာမိဘနဲ့ပတ်သက်တဲ့ချင်းတစ်ပုဒ်ဆိုပေးပါမယ်ဟုတ်တယ်ဟာငါဆက်စရာခေပန်းတောင်းထားတာဟုတ်ကဲ့ဆိုပေးမယ်နော်မိဘနဲ့ပတ်သက်တဲ့ချင်းလေးတစ်ပုဒ်ပါဟုတ်ကဲ့တင်းတယ်လို့နေရပါလေအဲ့တော့လာကွာတင်းတယ်မေနဲ့ပတ်သက်တဲ့ချင်းလေးပါတချင်းလေးနာမည်ကအမီဒီအားလုံးအတွက်ဆိုတာပါဘသူဆိုထားတာတော့6မြို့ကကိုနိုင်လင်းအောင်ဗိသိက်ဆရာဆိုထားတာပါအချင်းနာမည်ကခန္ဓဝင်စံပြမိခင်လို့နေရကဲခန္ဓဝင်စံပြမိခင်နဲ့ကိုဝဲချစ်ရတရအတန်လေးအားနာစင်ခန်းစားကြည့်ကြပါအောင်စုများဟုတ်ကဲ့နေရပါလို့ပိတ်ထားမကြားကျင်လို့ပါဗျာမကြားကျင်ထိုင်းနေပါအောက်ကလူတွေကပြန်ကုန်ပါပြီထိုင်းနေပါကျွန်တော်ဆိုမယ်ဗျဒုက္ခပြီးတယ်အဲ့ကောင်ဒုက္ခပြီးတယ်ဆိုမယ်ဗျအမေဆိုရာမြင့်မြတ်သူတို့ရဲ့ရှေ့ဆောင်လမ်းပြအနန္တကိုင်းဝေခန္ဓာကလေးအတကူပြီးပြီသေမင်းနဲ့စိတ်ကင်းကကြိုင်တုနိုင်မရအနန္တကဘာမှာအနစ်နာခံပြီးဆက်လို့သာတာကိုချစ်တဲ့အမေပါတာကိုချစ်တဲ့အမေပါဟိုးငယ်စဉ်ကလေးဘဝတော့ကမိမရတဲ့အမတ်တရားကလေးတွေတမောင်တန်တာလွမ်းမိပါတယ်အမေတမောင်တန်တာလွမ်းမိပါတယ်အမေအမေဆိုတာမြင့်မြတ်သူတို့ရဲ့ရှေ့ဆောင်လမ်းပြအနန္တကိုင်းဝေခန္ဓာကလေးအတကူပြီး၍သေမင်းတဲ့စိတ်ကင်းကကြိုင်တုနိုင်မရအနန္တကဘာမှာအနစ်နာခံပြီးဆက်လို့သာတာကိုချစ်တဲ့အမေပါတာကိုချစ်တဲ့အမေပါဘုန်းငယ်ဒီကလေးဘဝတော့ကမိမရတဲ့အမတ်တရားကလေးတွေတမောင်တန်တာလွမ်းမိပါတယ်အမေတမောင်တန်တာလွမ်းမိပါတယ်အမေကျောင်းငါပြန်အိမ်ကိုပြေးဝမ်းမီတွေကမနေနိုင်အိုးကိုဖွင့်ကြည့်သမင်းတို့ပဲရှိမကြည်မလားကျွန်တော်မျက်နှာကြောင်းအမေရင်မပူရင်းစေတာတမ်းမောင်ရဲ့ခဏတော့စောင့်မောင်သပင်းကိုဖြတ်ခါရောက်တာကိုအပူကျွေးသမင်းတို့ကိုအမိအားခဲလို့ဝါညူနေပုံမှာအတမစားတာကြားခဲ့ပြီမို့အမိကိုပူစားတကောင်ရံမိုးတဲ့မှာမိတို့ကိုလက်ကဆွဲ၍ဖားကိုထွက်ရိုက်တားကြိုက်တဲ့အသားရင်းတွေချက်ခါသူကြွေးကောင်းရဲ့လားလို့အမိမင်းနေတာအမိကျေးဇူးကြီးမှလိုက်တာကန္တဝေစံပြမေမြတ်တာကဘာအမေဆိုတာမြင့်မြတ်သူတို့ရဲ့ရှေ့ဆောင်လမ်းပြအ
နန္ဒခိုင်းဝင်ခန္ဓာကလေးအတတ်ကိုပြီး၍သေမင်းနဲ့စိတ်ကင်းကကြိုင်တုနိုင်မရအနန္တကဘာမှာအနစ်နာခံပြီးသလိုသာတာကိုချစ်တဲ့အမိပါတာကိုချစ်တဲ့အမိပါဟောငယ်ဒီကလေးဘဝတော့ကမိမရတဲ့အမတ်တရားကလေးတွေတမောင်တန်တာလွမ်းမိပါတယ်အမိတမောင်တန်တာလွမ်းမိပါတယ်အမိကျောင်းငါပြန်အိမ်ကိုပြေးဝမ်းမီတွေကမနေနိုင်အိုးကိုခွင့်ကြည့်သမင်းတို့ပဲရှိမကြည့်မလားကျွန်တော်မျက်နှာကြောင်းအမေရင်မပူရင်းစေတာတားမောင်ရဲ့ခဏတော့ဆောင်မသပင်ကိုဖြတ်ခါရောင်းတားကိုအပူကျွေးသမင်းတို့ကိုအမေအားခဲလို့ဝါတူနေပုံပါအတမစားတာကြားခဲ့ပြီမို့အမိကိုပူစားတကောင်ရမူသေးတယ်မှာမိတို့ကိုလက်ကဆွဲ၍ခါကိုထွက်ရိုက်တားကြိုက်တဲ့အသားရင်းတွေချက်ခါသူကျွေးကောင်းရဲ့လားလို့အမိမိနေတာအမိကျေးဇူးကြီးမှလိုက်တာကန္တဝေဆံပြမိမိမြတ်တာကဘာဒီလိုကောင်းတဲ့တခြင်းတွေဆိုတော့မေကတော့လက်ခုပ်တီးတာလေဟုတ်လားလေဒါကြောင့်ပြောတာတခြင်းနဲ့အကျိုးပြုမဲ့တခြင်းကိုဆိုပါတော့ဒါကိုပြောတာကြိုက်တယ်ဗျာအဲ့လိုပဲကဲစောကမင်းဒုဋ္ဌဝရီနဲ့ဒါနဲ့ဘုရားကောကြိုက်တယ်ဗျာဟာဟောဟုတ်စီကြိုက်တယ်ဗျာဒီရလှူပွားပြီပေါ့ဝိုင်းချီကတော့ဒီရလှူငါတပြားမှမရတော့ဘူးတွက်ထားတာကြိုက်တယ်ဗျာဟုတ်ကဲ့ဟုတ်ကဲ့1000 2000 3000 နည်းနည်းချမ်းမအောင်လား6000 9000 8000နဲ့50တို့ကြီးပျောက်တော့မလို့ငါသူ့ချမလို့မဟုတ်ဘူးလားမင်းသူ့ချမလို့ငါပြောမိပါဘူးမင်းမဲကြိုက်တယ်ဆိုငါကြိုက်ပဲကြိုက်တယ်လေသူ့ချဘူးလေအဲ့ဒါဘာလို့ရှိရပျောက်မှသူ့လို့ဟုတ်စီရောလားဟုတ်စီရောလားမင်းနဲ့ဆိုတော့မြင်ရမှာတက်တက်ငါမှန်းလူသိရကဲအဲ့တော့နောက်ပိုင်းလေးပဲစကြည့်တော့မလားနောက်ပိုင်းခေးပန်းတော့ခေးပန်းဂျန်ဒီရဟုတ်နော်ခေးပန်းမနေ့မှဆိုတော့နော်နားလိမ့်မယ်နော်ဆိုရမလားဆိုလိုက်ပါကဲဟုတ်ဆိုလိုက်ဒီဖွဲ့တွေကကြောက်တယ်မောင်ကော့ကန်ဟာကန်တို့လိမ့်မယ်တို့ကြာကဲဆိုပေးပါမယ်နော်ဟုတ်ဩကျွန်တော်ခေတ္တချင်းကြမှတ်မိတယ်ကျွန်တော်တို့နောက်ပိုင်းဆိုတော့နေရာတကာလိုက်ဒုက္ခပြီးတဲ့အဖွဲ့အားပေးတဲ့ဖွဲ့လို့ပါအားပေးကဲသူတို့ကအားပေးတော့ဇော်မင်းကြီးကလည်းကျိုးလေကြိုးစားပါတယ်နော်အဲ့တော့ပေးသမျှအားလုံးလည်းကိုယ့်ဟာကိုပြန်ပြီးတော့စမ်းကြည့်ပါနောက်မှပစ္စည်းပြောက်လာပြီးပေးထားပါတယ်ဗျဘာလေးတော့ကလေးငကနောက်ပိတ်လေးတစ်ခုကျွန်တော်ကောက်ရထားပါတယ်ညာကြီးကိုစမ်းကြည့်ကြအောင်ပိုင်ရှင်များရှိပါကလာပြီးယူလဲပါဗျကိုကလေးကိုနိုင်ကိုကလေးကိုစမ်းကြည့်ကလေးနောက်ပိတ်လေးတစ်ခုကျွန်တော်ကောက်ရထားပါတယ်ဘယ်လိုကလေးနောက်ပိတ်တော့ကလေးဟိုငကနောက်ပိတ်ကလေးငကနောက်ပိတ်လောက်ပါကလေးနောက်ပိတ်တယ်ဘယ်ပိတ်တယ်ဟာမှမသိငကနောက်ပိတ်လေးတစ်ခုတွေးလာပါတယ်ဟုတ်ကိုယ့်ကိုပြန်စမ်းကြည့်ပါပြုတ်နေလားလို့စမ်းကြည့်ဗျပိုင်ရှင်မိန်လာယူပါလာယူလက်နောက်ပိတ်ကလေးဟုတ်ကဲ့ကျွန်တော်ခဏပြပါမယ်နော်ခဏလေးပြလိုက်ကဲကိုသားသမီးကိုစမ်းကြည့်ဟာကြည့်တယ်မင်းထည့်ရမို့လေပျောက်ပါရောရောမှမနစ်ကတော့ငါမကိုင်ဘူးလို့အဲ့ဒါတော်သေးတယ်ဂျောင်းလေးညံ့နေလို့ပြီးတော့ဂျောင်းညံ့ရောက်သွားမနစ်ကောင်းနေအဲ့ကလေးငကနောက်ပိတ်တက်တက်မကလေးလဲဆောင်းဟဲ့နေသမီးကြမှာတက်ပြီလားအဲ့ဒါကြီးကဲခရီးပွင့်တိုင်းမျောနေပြီတဲ့နော်ဟုတ်ဩကတာပါမကြည့်ပါကြည့်နဲ့သိခံပါနော်မှန်ပါဆိုပေးလိုက်ပါဦးဆိုပေးလိုက်နေရတောင်းထားတော့ဟုတ်တယ်ဗျတို့မာတွေကလည်းကြားကျင်တာတယ်နော်မှန်တယ်ဗျခရီးပွင့်တိုင်းမျောနေမယ်စ
လွာလို့နေပါတွေကောင်းနေပါချစ်တော်သူကြီးငေကြွချစ်တဲ့ဝေမိမိလာဝေကနေအလွန်မပြေပန်းကလေးတွေကချွေချလာပြီလေခရီးပင်အောင်ပါခွန်နေပါကောင်းလို့တယောက်သေးပါငေကြွချစ်တဲ့ထာလေးဝေသွားခဲ့ပြီလေခရီးပန်းကလေးတွေပွေရင်တောင်းတသူကရှင်နေလွမ်းနေရှင်ကြီးချလို့ခုတော့မေးပြီလားအချင်းကြီးတယောက်တည်းကောင်းရဲပါပဲလေမိမရကူမအခုမီးဝေခေပန်းကလေးတွေပွေရင်သူ့ကိုစိတ်ထဲလွမ်းလို့နေပန်းတွေကောင်းနေပါချစ်တော်သူကြီးငေကြွချစ်တဲ့ဝေမိဒီဗီလာဝေကနေအလွန်မပြေပန်းကလေးတွေကချွေချလာပြီလေခရီးပင်အောက်မှာခိုးနေပန်းကောင်းလို့တယောက်သေးပါငေကြွချစ်တဲ့ဌာနေဝေသွားခဲ့ပြီလေခရီးပန်းကလေးတွေကိုရင်တန်းတာသူကရှင်နေလွမ်းပြီရှင်ကြီးချလို့ခုတော့ပြေးပြီလားအချင်းကြီးတယောက်တည်းကောင်းမြဲပါပဲလေမိမရဘူးမအပူမီဝေငေကြွဆွေအလွန်ခရီးအောင်မှာပန်းတွေကောင်းရင်တဝက်စီကိုလေးပုံထားခဲ့တာပန်းတောင်းတလေးဖြစ်လို့နေပြီလေတပြေချားသူကြီးရှက်တွေလာတွေပြောင်းလာရွရွအခုဆိုညာသေးတွေပြောင်းခဲ့တာနှစ်တွေလေးပဲကြောင်းခဲ့ပါပြီလေပေါင်းတွေကကျွေးလွန်နေသမျှရှင်မချစ်ပြီးဝေးမေးလို့မရနိုင်ပြီခရီးပေါင်းကလေးတွေပွင့်နေချစ်တော်ဝေးခရီးအောင်မှာပန်းတွေကောင်းရင်တဝက်စီကိုလေးပုံထားခဲ့တာပန်းတောင်းတန်းလေးဖြစ်လို့နေပြီလေတပြေချားလို့ရှက်တွေလာတွေပြောင်းလာရွရွအခုဆိုရှာသေးတွေပြောင်းခဲ့တာနှစ်တွေလေးပဲညောင်းခဲ့ပါပြီလေပန်းတွေကတည်းလွန်နေသမျှရှင်မချစ်ပြီးဝေးမေးလို့မရနိုင်ပြီခရီးပန်းကလေးတွေပွင့်နေချစ်တော်ဝေးရတာကြီးကိုကျုံးဆက်စရာနှက်ချက်တဲ့စရာကစုတော်ဝင်2000နဲ့ဟုတ်ကဲ့ခိမတောင်းတဲ့အကိုကြီးလေဟုတ်ကဲ့ပါညနေကလေးတောင်းထားတာအတန်ချက်စစ်စရာနော်ကျွန်တော်ဗျာ